မမောမှုမချုပ်သမျှဘဝမချုပ်ဘူးဘဝမချုပ်သမျှဒုက္ခမချုပ်ဘူးခုကျွတ်တို့ကဘဝနဲ့ဒုက္ခကိုတခုတည်းလို့ကိုနားမလဲဘူးတကယ်တမ်းကကျွတ်တို့ကြောက်တဲ့ကျွတ်တို့မကြိုက်တဲ့ဒုက္ခတွေအကုန်လုံးဟာဘဝမှာပဲဖြစ်နေတာခုဘာကိုကြောက်တယ်လဲဘာကိုမကြိုက်ဘူးလဲစဉ်းစားတော့ဒါလူငယ်လေးတွေပါနားလည်အောင်ဘုရားပြောတာကိုကြောက်ပေးဆိုတဲ့ကိုမကြိုက်ပေးဆိုတဲ့ဒုက္ခတွေအားလုံးဟာကိုဘဝမှာအကုန်ရှိတယ်နည်းနည်းလေးစဉ်းစားမိအောင်ပြောမယ်ဘဝမှာဘုံဘုံတို့အကြောက်ဆုံးရာနာခြင်းသိခြင်းပဲကျန်တာတွေကိုလည်းကြောက်ပါတယ်ဘုံဘုံရဲ့လို့ပြောခဲ့မယ်ဆိုရင်ကျန်တာတွေကိုကြောက်တယ်ဆိုတာကအဲ့ဒီနာမှုသိမှုကိုဖြစ်စေတတ်လို့သာကြောက်ရတာအကယ်၍နာမှုသိမှုကိုမဖြစ်စေတတ်ဘူးဆိုရင်ကျွတ်တို့ဘယ်ရာမှမကြောက်ဘူးကျွတ်တို့ဘဝကြီးကကျွတ်တို့ခန္ဓာကြီးကဘယ်သူနှိမ့်ဆက်လို့မှလည်းမနာကျင်တတ်ဘူးဘယ်သူဖြစ်စည်းလို့မှလည်းမပြည့်စည်တတ်ဘူးဆိုရင်ကျွတ်တို့ဘာကိုကြောက်မလဲဘာမှမကြောက်ဟုတ်တယ်မဟုတ်လားအဲ့ကျွတ်တို့ကကြောက်လို့သာကြောက်နေတာအဲ့ဒီနာမှုသိမှုကြီးကတဲ့တဲ့ကိုတိုးပါနော်ကျွတ်တို့ဘဝကြီးကိုကနာမှုသိမှုကြီးပဲတကယ်တမ်းကဟုတ်တယ်မဟုတ်လားကိုမသိတာနဲ့သိတာပဲကွာကျွတ်တို့ကနည်းနည်းလေးနာတော့မသိဘူးပေါ့ကျွတ်တို့ကအော်ဟစ်ပြီးတော့ဆေးရုံသွားတဲ့နော်ဆေးရုံသွားလောက်တိနာမှပဲအော်နာပြီဟဲ့လို့ညာကတုံးတဲ့အခါကျတော့နော်အမြဲတမ်းလို့မတတ်မတာဖြစ်နေတဲ့သဘောလေးကိုကျွတ်တို့ကသိကိုမသိဘူးဒီသဘောကိုပြောတာနောက်ထပ်ကျွတ်တို့ကြောက်တာပါရှိသေးတော့ချစ်တဲ့လူတွေနဲ့ခွဲရမှာကြောက်တယ်အဲ့ဒီကိစ္စကိုလည်းသေမလောက်ကြောက်တယ်စကယ်ဦးလေးတောင်အသက်မခံနိုင်ဘူးဒကာကြီးတို့မိသားစုဒကာမကြီးတို့မိသားစုတွေကတဝက်လောက်မြန်ပဲ့သွားရင်ဘယ်လိုလုပ်မလဲလို့ပြောကြည့်ပါလားဘုန်းကြီးကိုတိတ်တိတ်လေးအပြစ်တင်ပါနော်တိတ်မရှိနေမရှိဘယ်လိုမြန်ပြောလိုက်တာတော့ဘလောက်ထိကြောက်တော့တွေးတောင်မတွေးရဲဘူးသို့တော်လည်းပဲအဲ့ဒီခွဲခွာမှုဆိုတာဘဝမှာဖယ်ထားလို့ရသလားမရဘူးတေချာပေါ့ကြုံပါနော်အဲ့တော့ပြောနေတာကကျုပ်တို့ဒုက္ခလို့နားလေထားတဲ့အရာတကယ်တမ်းကဒီဘဝကြီးမှာပဲဖြစ်နေတာဘဝဖြစ်ရင်ကျုပ်တို့ဒုက္ခလို့နားလေထားတဲ့အရာတွေဖယ်လို့ကိုမရဘူးအကုန်လုံးပါပြီးသားဒီထဲမှာဒါကြောင့်ဘဝမချုပ်ရင်ဒုက္ခမချုပ်ဘူးဆိုတာအဲ့ဒါကိုပြောတာဒါကြောင့်မြတ်စွာဘုရားဇာတိဖြစ်လာပြီဆိုတဲ့ကွာစာဇာတိပစ္စယဇရာမရဏတောကပဋိဒေဝဒုက္ခဒေါမနတုပါဒတမ္မောတိမွေးလာတဲ့ဟာလေးကွာစာအိုတဲ့ဟောင်းတဲ့ဟာလေးအဲ့ဒါတဖြည်းဖြည်းနဲ့ तू ကအဲ့ဒီလမ်းကိုခရီးတွင်အောင်ရှောက်တယ်အဲ့ဒါကြာလေးလေးကြည်ရဆိုးလေးကြာလေးလေးကြည်ရဆိုးလေးဖြစ်လာတယ်အမွေမွေးတော့ကဘယ်လောက်မဆိုးဟုတ်လားကြာလေးဆိုးလေးအဲ့ဒါဘာဖြစ်တယ်အိုးလာနော်ဟောင်းဆွေးမြစ်ဟောင်းနွမ်းဇာတိပစ္စယဇရာမရဏဗျာဒီကိုခြံထားခဲ့တယ်နော်သတိလေးထားကြည့်ဘယ်ဆက်သွားမရဏပျက်စီးသွားဘယ်သူမှရှောင်လို့မရတဲ့ကိစ္စကိုမြတ်စွာဘုရားငင်းချက်ထုတ်လို့မရတဲ့အမှန်တရားကိုထုတ်ပြတာဖြစ်လာတဲ့အရာလေးကပျက်စီးမဲ့အရာလေးဆိုတော့ပြက်ကိုပြက်မှာသူကဟုတ်လားမပြက်သေးခင်မှာဘာတွေတွေ့ရအောင်မှာတော့တောကာပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုရင်ရလိမ့်မယ်ငိုရလိမ့်မယ်ကိုဆင်းရဲရလိမ့်မယ်စိတ်ဆင်းရဲရလိမ့်မယ်ပြင်းစွာပင်ပန်းတာတွေတောင်အခက်မသိရင်ကြုံရလိမ့်မယ်ဘာလို့အဲ့ဒါတွေဖြစ်တယ်လို့ဘုရားဟောတာတော့လူဖြစ်လာလို့အဲ့ဒါလူဒုက္ခခံရတာဇာတိကိုအဓိကအကြောင်းတရားအနေနဲ့ပြတာနော်ကျတို့ကမြင်ကိုမမြင်ဘူးသိပြီးဆိုရင်ဘာလို့သိလဲမေးလိုက်ကင်ဆာဖြစ်လို့ဘာယောဂဖြစ်လို့အသက်ကြီးလို့အဲ့ဒါတွေပဲပြောမှာဟုတ်တယ်မဟုတ်လားစိတ်ထဲမှာစိုးရင်ရပြီငိုရပြီစိတ်တွေညစ်ရပြီဆင်းရဲရပြီဆိုဘာလို့စိတ်ညစ်နေတာတော့မေးကြည့်သာသမီးကပြောမကောင်းလို့စီဝါရေးကမပြေလဲလို့ကျမ်းမာရေးကဘာအဲ့ဒါတွေပဲရှောက်ပြီးတော့ပြောမှာအဲ့ဒါတွေကိုမှားတယ်လို့မဆိုလို့ဘူးဒါပေမဲ့မြတ်စွာဘုရားတော့အဲ့ဒါတွေထက်အဲ့ဒါတွေကိုမြင်တဲ့အမြင်ထက်ဘယ်အမြင်ကိုမြတ်စွာဘုရားရှိသေးနေတာလဲဇာတိကြောင့်ဖြစ်တာဆိုတာကိုမြင်စေခြင်းတာဟုတ်တယ်လူရလို့ဖြစ်လာရင်တော့အဲ့ဒါတွေကတွေ့ရလိမ့်မယ်ဘဝအကြောင်းအမှန်မသိသမျှလောဘမချုပ်ဘူးလောဘမချုပ်သမျှဘဝမချုပ်ဘူးဘဝမချုပ်သမျှဒုက္ခမချုပ်ဘူးဒီသဘောကိုပြောတာတို့ကဒုက္ခကိုဖြေရှင်းတဲ့နေရာမှာရေလိုပဲဖြေရှင်းနေတာတကယ်တမ်းအရင်အမြစ်ကစပြီးတော့ပယ်တတ်ဖို့အတွက်ဘုန်းဘုန်းတို့မှာဘုရားရဲ့အဆုံးအမနဲ့သာမတွေ့ခဲ့ဘူးဆိုရင်ဘာနားလေတရားမှအကြောင်းမရှိဘူးဟုတ်ပြီနော်